New Zealand ရဲ့နံပါတ်1တက္ကသိုလ်ဖြစ်ပြီး Global World Ranking မှာလည်း Top 100မှာပါဝင်တဲ့ University of Auckland မှာကျွန်တော် Civil Engineering ကိုတက်ရောက်ခွင့်ရထားပါတယ်ဒီလိုမျိုးတက်ရောက်ခွင့်ရအောင်ကျွန်တော်ဘာလုပ်ခဲ့လဲဘယ်လို program တွေတက်ခဲ့လဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကသူမြတ်ပိုင်ပါကျွန်တော်ဒီ AIC မှာ NCUK International Foundation Year ကို Engineering Pathway နဲ့တက်ခဲ့တော့ကျောင်းသားတစ်ဦးဖြစ်ပါတယ်ကျွန်တော်အခုလို New Zealand ရဲ့ Thailand တက္ကသိုလ်ကိုပါဝင်ခွင့်ရခဲ့တာကတော့ NCUK program ကြောင့်ပါပဲ NCUK program ဒီ New Zealand ဘက်ကတက္ကသိုလ်တွေများစွာနဲ့ partnership လုပ်ထားပြီး NCUK ကျောင်းသားများကိုဝင်ဖွင့် 100% guarantee ပေးထားပါတယ်ကိုယ့်ဘက်ကစာပေချလုပ်ပြီးတေချာစူးစမ်းမယ်ဆိုရင် New Zealand Top University တွေကိုလုံးဝတက်ရောက်ခွင့်ရမှာသိရပါတယ် NCUK ကျောင်းသားတွေကတခြားကျောင်းသားတွေထက်ပိုပြီးတော့ guarantee access ပေးထားတဲ့ကြောင့်ပိုပြီးအခက်အခဲမရှိဘဲရနိုင်ပါတယ်ကျွန်တော်လည်း NCUK program တက်ခဲ့တာကြောင့် number 1ဖြစ်တဲ့ University of Auckland ကိုအခက်အခဲမရှိဘဲတက်ရောက်ခွင့်ရထားပါကျွန်တော်လိုမျိုး New Zealand ရဲ့ Top University ကိုတက်ရောက်ချင်တဲ့ NCUK Foundation program ကိုတက်ရောက်ချင်တယ်ဆိုရင်တော့သတင်းကောင်းရှိပါတယ်ဗျ AIC မှာ July လတွင် Bridging Class ဖွင့်ဖို့ရှိပါတယ်ပြီးတော့ $8,000 ထိပေးသွားမယ့် scholarship exam ကိုလည်း free ဝင်ရောက်ဖြည့်ခွင့်ရှိပါတယ်ကျွန်တော်ကိုယ်တိုင်အရင်နှစ်ကဖြည့်ခဲ့ပြီးကျွန်တော်$7,000 scholarship အနေနဲ့ရခဲ့ပါတယ် scholarship exam ကြောင့်အသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော် comment section မှာ event link လေးတင်ထားပါတယ်ဗျ New Zealand မှာလည်းတက်ချင်တယ် guarantee access လည်းလိုချင်တယ်ဆိုရင်တော့ NCUK program တက်ဖို့ခုပဲလာခဲ့လိုက်ပါတော့ဗျ